ဘုံကြီးတရေတပါးကညာတန်ခေါင်ကြီးဆုံးခံကြွလာတဲ့ဆိုတာကိုတင်ယုံမလားဒါကအညာဒေတာရဲ့ရွာတရွာမှာဖြစ်ပျက်ခဲ့တဲ့တကယ်ဖြစ်ရမှန်ပါဒီရွာမှာရှိကလေးကအယူအဆတစ်ခုရှိတယ်ည12နာရီကျော်လို့ကြေးစီတန်ကြားရင်ဘယ်သူမှအိမ်ပြင်မထွက်ရဘူးတဲ့တညမှာတော့ရန်ကုန်ကနေအလဲပြန်ရောက်နေတဲ့လူငယ်တယောက်ကအဲ့ဒီအတန်ကိုစူးစမ်းကျင်စိတ်ပေါက်သွားခဲ့တယ်ဒေါင်းဆိုတဲ့ကြေးစီတန်ကရွာလမ်းမကြီးရဲ့ထိပ်ကနေတဖြည်းဖြည်းနီးကပ်လာတယ်သူကတကားကြားကနေချောင်းကြည့်လိုက်တော့တဲလမ်းမပေါ်မှာခြေပလာနဲ့လမ်းလျှောက်လာတဲ့ဘုံကြီးတစ်ပါးကိုတွေ့လိုက်ရတယ်။အဲ့ဒီဘုံကြီးရဲ့တင်ကန်းကအရန်ဟောင်းနှွမ်းနေပြီးမြေကြီးနဲ့လွတ်ပြီးလေပေါ်မှာတပေလောက်မြောက်ပြီးကြွနေတာပါ။အိမ်ရှိရောက်တော့အဲ့ဒီကိုတော်ကရက်လိုက်တဲ့လူငယ်ကတေချာကြည့်လိုက်တဲ့အခါအသက်ရှူရက်သွားမတက်ဖြစ်သွားတယ်။ဘာလို့လဲဆိုတော့စွန့်ခံကြွနေတဲ့အဲ့ဒီဘုံကြီးရဲ့လက်ဘင်းကကျိုးနေပြီးခေါင်းကနောက်ကျောဘက်ကိုလှည့်နေလို့ပါပဲ။ရွာခံတွေပြောတာကတော့ဒါဟာလွန်ခဲ့တဲ့10နှစ်ကတပြတိုက်ခံရပြီးပြန်လုံတော်မူသွားတဲ့ဆရာတော်ရဲ့ဝိညာဉ်နဲ့နောက်တနေ့မနက်မှာတော့ချောင်းကြီးခဲ့တဲ့လူငယ်ဟာအဖျားကြီးပြီးကြောင်ကရမ်းတွေအော်ဟစ်နေပါတော့တယ်ဒါကြောင့်အညာရွာတွေရောက်လို့ညဘက်ကြေးစီတန်ကြရင်ဆွန်းလောင်းဖို့မကြိုးစားပါနဲ့ဒါဟာသတိပေးချက်တစ်ခုဖြစ်ရမှန်ပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like share follow နဲ့ comment မှာတစ်ခုခုရေးသွားပေးကြပါအောင်ပြပြီးတော့ကျွန်တော်ရဲ့ဗီဒီယိုကိုနောက်ထပ်မတွေ့နိုင်တော့တာကြောင့်စီလေးကိုလည်းနှိပ်သွားဖို့မမေ့နဲ့နော်